ကျောင်းပြောင်းပြီးပထမဆုံးနေ့မှာတကျောင်းလုံးမှာကြောက်ရဆုံးကောင်လေးရဲ့ဘေးနာမှာကျမသွားထိုင်မိပါလေရောကျမရှိရကျောင်းသူကလည်းအဲ့ဒီကောင်လေးကိုဘယ်တော့မှသွားမစားဘူးတတိပေးရှာတယ်ဘာလို့လဲဆိုတော့သူ့ကိုသွားစော့ကားမိတဲ့သူတိုင်းတစ်ခုခုနဲ့ကြုံရတတ်လို့တဲ့အဲ့ဒီအချိန်မှာပဲဆရာကကျမပြထန်းစာကိုမယူလာတာကိုတတိထားမိသွားတယ်ကျမလည်းမတက်လက်ပြီးတောင်းပန်မှုပြင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီကောင်လေးကသူ့စာအုပ်ကိုကျမစီလမ်းပေးလိုက်တာဗျာပြီးတော့သူကိုယ်တိုင်ပဲအပြစ်ပေးခံတဲ့အနေနဲ့စာတင်ကားပြင်ဘက်ကိုထုတ်သွားပြီးခဲ့တယ်အဲ့ဒီတော့မှသူဟာလူတွေပြောသလောက်ဆိုးသွားတဲ့သူမဟုတ်ဘူးဆိုတာကျမသဘောပေါက်သွားပြရတယ်သူ့ကိုကျေးဇူးဆက်တဲ့အနေနဲ့ကျမလည်းစာအုပ်မျက်နှာဖုံးအသစ်လေးတစ်ခုနဲ့သူ့စာအုပ်ကိုလျှို့ဝှက်ပြီးဖုံးပေးလိုက်မိတယ်ကလေးဆန်ပြီးချစ်စရာကောင်းတဲ့မျက်နှာဖုံးလေးကိုကြည့်ရင်အဲ့ဒီကောင်လေးကလည်းကျမပေါ်တန်ရိုးစင်ရှိလာပုံရပါတယ်တစ်ဖက်မှာလည်းပြင်းထန်တဲ့ဘိုက်အောင်ဝေဒနာကြောင့်ကျမမိသားစုကဆေးရုံကိုထပ်ခေါ်သွားပြန်တယ်မိမိကတော့ကျမကိုကြောင်းခဏနာပြီးအနားယူစေချင်ပေမဲ့ကျမရဲ့လူနေဘဝကိုနောင်တတဲ့ညမကုံဆုံးစေချင်ဘူးလေဒါကြောင့်ကြောင်းလွယ်ကိုလွယ်ပြီးကြောင်းတက်ဖို့ပဲကျမဆုံးဖြတ်ခဲ့တယ်နောက်ရက်လမ်းကြားလေးတစ်ခုကိုဖျက်သွားတော့အဲ့ဒီကောင်လေးကြောင်းတင်းနေတာကိုမတော်ဆက်တွေ့လိုက်ရတယ်ပြဿနာမထိချင်တာကြောင့်ကျမလည်းချက်ချင်းပဲလွှဲ့ပြန်လာခဲ့လိုက်တာပေါ့ဒါပေမဲ့ကျောင်းစင်းတော့အတန်းဖော်တဲ့အောင်ကကျမစီရောက်လာပြီးအဲ့ဒီကောင်လေးစီနို့ဘူးလေးသွားပေးဖို့အကူအညီတောင်းလာတော့မှကျမသူ့အပေါ်အထင်လွဲခဲ့တာကိုသိလိုက်ရတော့တာပဲသူအိပ်ပျော်နေတာကိုမြင်တော့ကျမလည်းသူ့စာဝဲပေါ်မှာနို့ဘူးလေးကိုအသားရတင်ပေးခဲ့မိတယ်သူ့ပေါ်မတရားအကဲဖြတ်မိခဲ့တဲ့အတွက်လည်းစိတ်မကောင်းချင်မိတာပေါ့ဒါပေမဲ့အတန်းစပီဒါနဲ့တပြိုင်နက်တကြောင်လုံးမှာနာမည်ကြီးတဲ့မင်းကလေးတယောက်ကျမစီရောက်လာတယ်ပြီးတော့အဲ့ဒီကောင်လေးကသူ့ရဲ့အနာဂတ်ရေးစားမှုသူ့အနာမကပ်ဖို့ကျမကိုသတိပေးလေရဲ့ကျမကတော့စာကိုပဲအာရုံစိုက်ချင်တာပါလို့ရိုးရိုးသားသားပဲပြန်ပြောလိုက်တယ်ကျမရဲ့အဖြေကိုသဘောကျသွားပြီးသူထွက်သွားခဲ့ပြီမြင်သူတို့မသိတာကတော့အဲ့ဒီကောင်လေးကဒါတွေအားလုံးကိုအဆအဆုံးမြင်နေကြားနေခဲ့တာပါပဲကျမအိမ်ပြန်ဖို့ပြင်နေတော့သူကျမကိုတားလိုက်တယ်ပြီးတော့ဟိုနာမည်ကြီးတဲ့မိန်းကလေးကဘာပြောသွားလဲလို့မေးတာနဲ့ကျမလည်းအမှန်တိုင်းပဲပြောပြလိုက်တာပေါ့အဲ့ဒီချိန်မှာပဲသူကျမလက်မောင်းကအညူမဲဆွေးနေတဲ့တန်ရာတွေကိုသတိထားမိသွားတယ်ကျမလည်းတစ်ခုခုနဲ့တိုက်မိတာပါဆိုပြီးချက်ချင်းပဲစင်ကြေးပေးလိုက်ရတယ်တကယ်တော့အဲ့ဒါတွေကကျမမကြခင်မှတီးလိုက်ရတဲ့ယောဂဝေဒနာကြောင့်ဖြစ်လာတာပါကျမကကြောင်းပြောင်းကြောင်းသူဖြစ်နေရကြောင်းဆရာကလည်းကျမကိုအထူးတလဲဂရုစိုက်ရှာတယ်အဲ့ဒီမြင်ကွင်းကိုလည်းအဲ့ဒီကောင်လေးကမတော်ဆက်မြင်သွားခဲ့ပြန်တယ်ကျမရုံးကန်တွေကထွက်လာခြင်းမှာပဲသူနဲ့အရှင်ပြင်းပြင်းတိုက်မိမလို့ဖြစ်သွားခဲ့သေးတယ်အန်ဩစရာကောင်းတာကငါပုံစံကခရော့ဖို့ကောင်းလာလို့သူကျမကိုမြင်လာတာပဲကျမလည်းချက်ချင်းခေါင်းခါပြီးမခရော့ဘူးလို့ပြန်ပြောလိုက်မိတယ်စာသင်ခန်းထဲပြန်ရောက်တော့အဲ့ဒီကောင်လေးကစာပွဲပေါ်ချက်ချင်းခေါင်းမောက်ချလိုက်တယ်အတန်းပေါ်တောင်ကသူ့ဘိုက်အောင်နေတာလို့ပြောပြတော့ကျမအမြဲဆောင်ထားတဲ့ဆေးဘူးလေးကိုထုတ်ပြီးသူ့ကိုလှမ်းပေးလိုက်တယ်အဲ့ဒီကောင်လေးကတော့ဇဝေဇဝါနဲ့မင်းကဘာလို့ဆေးတွေကိုအမြဲဆောင်ထားတာလဲလို့မေးလာပေမဲ့ကျမဘာမှပြန်မပြောဖြစ်ခဲ့ပါဘူးကျောင်းစင်းတော့မိုးကတီးတီးမင်းမင်းစွာချလာပါလေရောကျမမှထီးမသားတာကြောင့်မိုးတဲ့ကိုပဲဖြစ်ရွေးဖို့ပြင်လိုက်တဲ့အချိန်မှာအဲ့ဒီကောင်လေးကကျမလက်ကိုလှမ်းဆွဲပြီးသူ့မှာရှိတဲ့တခုံလေးတဲ့ထီးကိုကမ်းပေးခဲ့တယ်သူကိုယ်တိုင်မိုးဆိုခံတော့မဲ့အဖြစ်ကိုမြင်တော့ကျမလည်းသူ့ကိုချက်ချင်းတားပြီးအတူတူဆောင်းသွားကြရအောင်လို့ပြောလိုက်တယ်ဒီတစ်ခါတော့သူငင်းနေမခဲ့ပါဘူးကျမတို့လက်ချင်းမတော်ဆက်ထိမိသွားတဲ့ခဏမှာကျမလည်းရှက်ရှက်နဲ့လက်ကိုချက်ချင်းပြန်ယူလိုက်မိတယ်သူ့ရဲ့ဂယုစိုက်တဲ့နည်းညံ့တဲ့ပုံစံကိုကြည့်ရင်ကျမသဘောပေါက်သွားလိုက်တာတော့ဒီလိုခက်ထန်ပြီးချင်းကရခက်တဲ့ပုံစံခွန်အောင်မှာတကယ်တော့နွဲထွဲတဲ့နှလုံးသားရှိတဲ့ကောင်လေးတစ်ယောက်ရှိနေခဲ့တာပါပဲ